ပြီးတော့ကြိုက်တီယိုဖျားသွားရပါရှင်ဗျာအဲ့တန်းလေးမှာရွှေသင်္ကန်းကတ်တဲ့နေရာလေးမှာမိန်းကလေးများမဝင်ရဆိုပြီးရေးထားရဗျာတချို့နေရာတွေမှာဆိုရင်လည်းတိမ်ထဲကိုမိန်းကလေးမဝင်ရဒါဆိုရင်ဖျားလူချင်းခွဲခြားရလို့မမြင်မိဘူးလားဗျာအဲ့ဒါကတော့မြန်မာလူကြီးတွေတယူတန်ပေါ့နော်ဒါကတော့ဖျားဝါဒမဟုတ်ဘူးမြန်မာဝါဒလို့ခေါ်တယ်နော်အဲ့တော့မြန်မာရိုးရာဓလေ့နော် traditional နဲ့ဗုဒ္ဓရဲ့အဆုံးအမနဲ့ကိုခွက်ခွက်ပြပြဦးဇင်းတို့ယနေ့လူငယ်တွေသိဖို့လိုသွားပြီနော်ယနေ့လူငယ်တွေဦးဇင်းတို့ယနေ့ခဏခဏတိုက်တွန်းနေတာကတော့ရိုးရာဓလေ့နဲ့ဗုဒ္ဓဘာသာအဆုံးအမကိုခွက်ခွက်ပြပြလေ့လာဖို့လိုပါတယ်မေးဖို့လိုတယ်အခုယနေ့ဦးဇင်းတို့ဘယ်နေရာမှာမဆိုဘာသာရေးကိစ္စနဲ့ရိုးရာဓလေ့ကအများအားရောထွေးနေတယ်ဒီတော့ဦးဇင်းတို့ generation မျိုးဆက်သစ်တွေအနေနဲ့ new generation တွေအနေနဲ့ဘာကိစ္စပဲတွေ့ရမျက်စိမိတ်မယုံပါနဲ့မလုပ်ပါနဲ့မေးပါနော်ဆရာတော်ဇာတက်ပေတဲ့ဆရာတော်ကြီးတွေကိုမေးခုနကတခါရဲတွန်းလျှောက်တယ်လို့ကဲလေးကနေရွက်ထောင်းအခုချွတ်တင်ကို sorry ဒီတိုက်တီယိုဖျားဝင်းထဲကိုနော်မျိုးသမီးမဝင်ရဘူးဆိုတော့ဒါဖျားဟောတယ်မှာပါသလားနော်မေးတဲ့နဲ့မေးရမယ်အဲ့ဆိုရင်ပါတယ်ဆိုရင်တော့လိုက်နာမယ်ဟုတ်တယ်နော်မပါဘူးဆိုလို့ချင်းဦးဇင်းတို့ဒီရိုးရာတလေးကိုဦးဇင်းတို့ပယ်တဲ့နဲ့ပေါ့နော်ဦးဆိုလို့ချင်းဦးဇင်းတို့ဒီရိုးရာတလေးကိုပယ်တဲ့နဲ့ဦးဆိုလို့ချင်းဦးဇင်းတို့ဒီရိုးရာတလေးကိုပယ်တဲ့နဲ့ပေါ့နော်ဖျားပေါ်မှာမိမမတက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တကားတော်တယောက်ဟာနိုင်ငံသားတွေနဲ့ခဏခဏစကားများပါတယ်တဲ့အဲ့တော့နိုင်ငံသားတွေကသူတို့မေးတာဟိုမြတ်စွာဘုရားဒါဆိုလို့ရှိရင်ဘယ်သူကမွေးဖွားတဲ့ပုံကိုလဲပေါ့နော်ဒီလိုမျိုးသူတို့ကမေးတာပေါ့အဲ့ဒီတကားထင်တာကတော့မြတ်စွာဘုရားကတော့ဒါမျိုးမဟုတ်တော့ဘူးလို့ထင်ပါတယ်ဒီလိုမေးခွန်းအနေနဲ့ကြုံလာလို့ရှိရင်ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ဘယ်လို response လုပ်ရပါမလဲဒါဘုံဘုံတရားကိုတရားရဲလက်ထဲဟောဘူးတယ်နော်ဒါ tradition နဲ့ဆိုင်တယ်ဒီမှာဗျာဖះဘုံမတရားဘူးဆိုတာဗမာတွေရဲ့ tradition ပဲဒီမှာ tradition လို့ပြောလိုက်ရင်ရတယ်ကျွန်တော်တို့ tradition နဲ့ဒါတက်ခွင့်မပေးပါဘူးမြတ်စွာဘုရားကတော့ဒါမျိုးခေါ်ရတာမဟုတ်ဘူးမြတ်စွာဘုရားတော့မဟုတ်ဘူးဒီမှာဗျာသူတက်ရတယ်မတက်ရဘူးဆိုတာဒီမှာဗျာအဲ့ဒါ guide တွေကိုဘုံဘုံတစ်ခါပြောဦးတယ်ဒီမှာဗျာဘုံဘုံစီကိုမက္ကဆီကိုကဗုဒ္ဓဘာသာဖြစ်ခါစားလူ30လောက်ရောက်လာဘူးတယ်အမျိုးသမီးမဝင်ရဆိုဆိုင်ဘုတ်ဖះကြီးမန္တလေးမဟာမုနီဖះကြီးမှာအမျိုးသမီးမဝင်ရဆိုကန္နဂုရိတိုက်ထဲမဝင်ရဘူးဆိုတာဒီမှာစာရန်ရေးထားတဲ့ပုံမှာမကြည်မနှက်ဖြစ်တယ်ဒီမှာဗျာဒါဗုဒ္ဓဘာသာလားလို့ဆိုဘုံဘုံကဒါဗုဒ္ဓဘာသာမဟုတ်ပါဘူးလို့ဗုဒ္ဓဘာသာနဲ့မဆိုင်ပါဘူးလို့မြန်မာလူမျိုးတွေရဲ့ tradition မှာလို့ဒီမှာဗျာကျင့်တတ်တာအဲ့အဖြစ်ကျင့်တတ်တယ်ဒီမှာဗျာ tradition ဒီမှာဗျာသူတို့မှလည်း tradition တွေရှိတာပဲဒီမှာဗျာဒီမှာဗျာ tradition တို့ဒလိထုံးတန်းစင်လာတို့ဒါလိုက်နာရမယ့်ဒလိထုံးတန်းစင်လာပဲလေဒီမှာဗျာလူမျိုးတွေမှာတယောက်နဲ့တယောက်တူမမတူတာသူတို့လည်းသူတို့ဒလိထုံးတန်းစင်လာတွေရှိတာဒီမှာဗျာဖះကတော့မဟုတ်ပါဘူးတရားဒီမှာဗျာဖះကအမျိုးသားအမျိုးသမီးဒီသမုဒိသစ္စာပိုင်းမှာသာမြတ်စွာဘုရားကသမုဒိသစ္စာပိုင်းကျတော့ tradition ကိုလိုက်နာဒီမှာဗျာ tradition ကိုလိုက်နာတာအမျိုးသားအမျိုးသမီးနဲ့ပတ်သက်ပြီးတော့ဘိက္ခုနီတွေကိုရုပ်တရက်ခွင့်မပြုတာဒါ tradition နဲ့ဆိုင်တယ်ဒီမှာဗျာမိရတော့ဂေါရမီကဘိက္ခုနီဝတ်လာပြီးတော့ဖះစီကိုလာတောင်းဆိုတာတစ်ခုရှိတယ်ဒီမှာဗျာမြတ်စွာဘုရားကကြိုတင်ပြီးတော့သတ်မှတ်ထားတဲ့စီကံချက်တစ်ခုကပါတော့ဆိုရင်အမျိုးသမီးဘိက္ခုနီသည်နှစ်ပေါင်း100ပဲဝါ100ပဲသူ့ရဲ့တိတ်ခါတွေကရဟန်းဖြစ်တာနှစ်100ပဲကြာပါစေခဏိမှယဟန်ဖြစ်တဲ့အမျိုးသားကို respect ပေးရမယ်။ကာရဝပြုရမယ်။ဒီမှာဗျာဒီမှာဗျာ။အဲ့ဒါကိုမကြိုက်ဘူးသူတို့။ဒီမှာဗျာ။အသက်ကြီးစင်လိုက်ပဲအမျိုးသားအမျိုးသမီး respect ပေးရမယ်ဆိုတာကိုသူကကြည့်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဂျာမန်အမျိုးသမီးတယောက်ကဖုံးဖုံးကိုလာမေးဘူးတယ်။ဒီမှာဗျာ။မေးတဲ့အခါကျတော့ဖုံးဖုံးဖြေတယ်။ဒါအိန္ဒိယနိုင်ငံမှာဖျားပွင့်တာနော်လို့အိန္ဒိယရဲ့ tradition ကိုကြည့်။အိန္ဒိယရဲ့ဒလိထုံးတန်းစင်လာကိုထည့်ဆွနေတာဒီမှာဗျာမလို့အဖက်နဲ့ပြဿနာတက်အောင်မြတ်စွာဘုရားမလုပ်ဘူးလို့ဒီမှာဗျာအကယ်၍အမျိုးသမီးတွေကိုရှ िख ိုးရမယ်အမျိုးသမီးကိုရှ िख ိုးတယ်ဆိုလို့ရှိရင်အလုံးကပြဿနာတက်လာဘာလို့လဲဆိုရင်အိန္ဒိယမှာအမျိုးသမီးကိုနေရာပေးတာမရှိဘူးရှိခဲ့ဒီမှာဗျာဒီမှာအဲ့ဒါကိုဘုရားကနေရာပေးလိုက်လို့ရှိရင်ပြဿနာတွေကြီးကျယ်တက်လာမယ်မလို့အဖက်နဲ့တက်တဲ့ပြဿနာလို့ဒီမှာဗျာသမုဒိသစ္စာပိုင်းမှာတော့အများလိုက်တဲ့ဒလိထုံးတန်းစင်လာအတိုင်းမြတ်စွာဘုရားကနေစေတယ်ဒီမှာဗျာနေစေပြီးတော့တကယ်အရေးချင်းအနှစ်သာရပိုင်းရောက်တဲ့အခါကျတော့ဒါကအမျိုးသားတွေသာသိနိုင်တဲ့အမျိုးသမီးမသိနိုင်ဘူးဆိုတဲ့အသိဉာဏ်ပိုင်းရောက်တဲ့အခါကျတော့ဒီလိုဟောတာမရှိဘူးဒီမှာဗျာအမျိုးသမီးရတဲ့အမျိုးသမီးဒီဘိက္ခုနီဒီယဟန္တာဖြစ်သွားတယ်အမျိုးသားယဟန္တာဖြစ်သွားတယ်ဒီမှာဗျာသူတို့ရဲ့ယဟန္တာဆိုတဲ့အရေးချင်းချင်းဟာအမျိုးသားပုံမြတ်တဲ့အမျိုးသမီးကပုံမမြတ်ဘူးဆိုတာမရှိတော့ဒီမှာဗျာဒီမှာအလုံးဟာ equality ပဲဒီမှာဗျာ equal ဖြစ်သွားတယ်ဒီမှာဗျာအဲ့ဒီအဆင့်မှာမြတ်စွာဘုရားခွဲခြားမှုမရှိဘူးဒါကဘာလို့လဲဆိုရင်
သမုဒိသစ္စာနဲ့မဆိုင်ဘူး tradition နဲ့မဆိုင်တော့ဘူးလေ တင်ပါဗျာ အနှစ်သာရပိုင်းကျတော့မြတ်စွာဘုရားမျိုးသားမျိုးသမီးတူတူပဲ တင်ပါဗျာ ခွဲခြားဆက်ဆံမှုမရှိတော့ဘူး တင်ပါ သမုဒိသစ္စာပိုင်းမှာတော့ tradition တွေကရှိတယ်ရှိသည့်အတွက်ကြောင့် tradition တိုင်းခွဲခြားထားတယ် တင်ပါဗျာတင်ပါဗျာ အဲ့ဒါအပြစ်မဟုတ်ဘူးသူကမလို့ရင်မလို့အဖက်နဲ့ပြဿနာတွေတက်နေ တင်ပါဗျာတင်ပါဗျာတင်ပါဗျာ မြတ်စွာဘုရားအဲ့ဒါပဲဟိုရင်ဖြစ်တာအဲ့လိုဘုံရှင်းပြလိုက်တော့အဲ့ဂျမန်မျိုးသမီးကြီးလည်းလက်ခံသွားပါတယ် တင်ပါ